ကိုကစပင်းလေးရမ်းဖွာတယ်6လဲ6တယ်ဝေးလည်းမရှိဘူးဆိုရင်တော့ဒီနီလန်းလေးတွေကိုလိုက်လို့ကြည့်လို့ရပါတယ်ပထမချက်ကတော့အာဟာရပြည့်ဝနေဖို့ပါခန္ဓာကိုယ်အတွင်းရောအပြင်ရောကျန်းမာနေမှာစပင်းလေးတွေဟာကျန်းမာနေမှာပါအဲ့လိုကျန်းမာစီဖို့ biotin ပါတဲ့ဥပမျိုးရဲ့အစိအစံတွေကိုများများစားပေးပါ omega 3ပါဝင်တဲ့အစားအစာတွေတန်တက်ပါဝင်တဲ့အသားနဲ့အသီးရွက်တွေကိုစားစေချင်ပါတယ်ကိုက supplement တွေတောက်မယ်ဆိုရင်တော့သွေးစစ်ပြီးမှပဲကိုလိုတဲ့ supplement ကိုတောက်စေချင်ပါတယ်ဒုတိယတစ်ချက်ကတော့ hair product ပြပြတွေတုံးတာကိုရှောင်ပေးပါရှမ်ပူကိုရွေးချယ်သုံးစွဲတဲ့အခါမှာ sulfate free moisturizing shampoo ကိုသုံးစေချင်ပါတယ် conditioner တွေကိုရွေးချယ်သုံးစွဲတဲ့အခါမှာတော့ argan oil coconut oil aloe vera တခုခုပါတဲ့ conditioner မျိုးကိုရွေးချယ်သုံးစွဲစေချင်ပါတယ်တက်နိုင်တော့ hair mask ကိုတစ်ပတ်ကိုတစ်ချိန်လောက်သုံးလို့ရပါတယ်ဥပမာအရင်ချောင်းရင်တော့ coconut argan castor jojoba စတဲ့အစီတမျိုးမျိုးနဲ့ဥယျာဉ်ပြားကိုနှိမ့်နေပေးလို့ရပါတယ်မိနစ်30တနင်္လာလောက်ကြာရင်တော့ခေါင်းလျှော့ပေးလို့ရပါတယ်တတိယအချက်အနေနဲ့ကတော့စပင်ကိုအပူချောင်းလေးတွေနဲ့သုံးတော့မယ်ဆိုရင်တော့ heat protection spray ကိုသုံးဖို့မမေ့လိုက်ပါနဲ့ကဲနောက်ဆုံးပါချင်တာကတော့ stress ကိုလျှော့ဖို့မမေ့လိုက်ပါနဲ့ဒါဆိုရင်တော့ဒီမေးခွန်းလေးကိုဆရာဖြေပေးခဲ့တာဘူးတူသားရလိမ့်မယ်လို့ဆရာယုံကြည်ပါတယ်နောက်ဗီဒီယိုတွေကိုလည်းဆရာအချိန်ရရင်ရတယ်လို့မျိုးမေးခွန်းလေးတွေနဲ့ဖြေချပေးပါပါမယ်ကျွန်တော်တော့ဒေါက်တာနိုင်ပါ